အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ရွှေအီရအသားတို့လေးကိုအသုံးပြုပြီးတော့ထမင်းနဲ့ပဲတွဲစားစားနှိလေစားတေးစားနေနဲ့ပဲဖြစ်ပဲစားလို့ကောင်းမဲ့အသားတို့တုံနေလေးတုပ်ပြပေးမှာပဲဖြစ်ပါတယ်ဒီတုံနေရဆိုရင်တော့ပြုလုပ်ရလဲလွယ်ကူပြီးတော့အရန်ကိုမှစားလို့လည်းကောင်းပါတယ်ပထမဦးဆုံးအနေနဲ့ရွှေအီရအသားတို့လေးတွေကိုရေထဲမှာစိမ်ထားပြီးရေစင်သွားအောင်လို့ညှစ်ပေးထားလိုက်ပါမယ်ဒီလိုညှစ်ပြီးသားရေစင်ပြီးသားအသားတို့လေးတွေကိုမှပေါ့နော်အရသာမုတ်ကလေးအရင်ထည့်မယ်စားလေးနဲ့ငယ်ထည့်ပါမယ်ပြီးရင်တော့ကြက်ဥတစ်လုံးကိုဖောက်ထည့်လိုက်ပြီးတော့ဒီအသားတို့တွေအရသာမုတ်တွေစားတွေနဲ့ကြက်ဥတွေရောတမမွားအောင်လို့တေချာလေးနှံ့အောင်နေပေးလိုက်ပါတယ်အရင်ဆုံးစီယိုးတဲ့ကိုစီလေးထည့်လိုက်ပါမယ်စီပူလာအောင်နည်းနည်းလေးစောင့်ပေးလိုက်ပါမယ်စီလေးပူလိုက်ဆိုတော့စောနာနေထားတဲ့အသားတို့လေးတွေကိုစီပူလေးထဲမှာကျွတ်လေးဖြစ်အောင်လို့လှိမ့်ပေးလိုက်ပါမယ်ကဲအခုလိုမျိုးအသားတို့လေးတွေလည်းရွှေရောင်တန်းလာတဲ့အထိဖြစ်လာပြီဆိုလို့ရှိရင်တော့စကားလေးနဲ့စစ်ပြီးတော့ဆယ်ထားပေးလိုက်ပါမယ်ဒီလိုမျိုးစီစစ်ထားတဲ့အချိန်မှာခဏလေးအေးခံလိုက်ပါမယ်အေးခံပြီးဆိုရင်တော့ဒီကြော်ထားတဲ့အသားတို့လေးတွေကိုကိုလိုချင်တဲ့ပုံစံလေးဖြစ်အောင်လို့ညှက်လိုက်ပါမယ်အခုလိုမျိုးကိုလိုချင်တဲ့ပုံစံလေးတွေညှက်ပြီးသွားရင်ဆိုတော့ပါဝင်ပစ္စည်းတွေဖြစ်တဲ့ဂေါ်ဘီခရမ်းကျင်သီးကြက်သွန်တက်မယာသီးရှောက်ရွယ်ငယူသီးစိမ့်တို့လည်းအသင့်ဟီးထားတာလေးတွေကိုထည့်ပြီးတော့တုပ်ပါမယ်ပထမဆုံးအနေနဲ့စားလေးနဲ့ငယ်ထည့်ပါမယ်ပြီးရင်တော့အသားမုတ်လေးနဲ့ငယ်ထည့်ပါမယ်ကဲဒီမှာပါတဲ့အမျိုးမယ်လေးတွေဂေါ်ဘီကြက်သွန်နီခရမ်းကျင်သီးငယူသီးစိမ့်ရှောက်ရွက်တွေကိုလည်းထည့်လိုက်ပါမယ်အကုန်လုံးစုံအောင်ထည့်ပြီးသွားပြီဆိုရင်တော့စီချက်လေးနဲ့ငယ်ထပ်ထည့်လိုက်ပါမယ်စီချက်လေးကိုတော့ကိုလိုတလောက်လေးထည့်လို့ရပါရဲ့နော်စီချက်လေးထည့်ပြီးသွားပြီဆိုရင်တော့ထောင်းထားတဲ့မြေပဲလေးတွေကို3စွန်းလောက်ကိုခတ်ပြီးတော့ထည့်ပေးလိုက်ပါမယ်ကဲနောက်ဆုံးမှာတော့ပဲမှုတ်လေးနဲ့ငယ်ကိုထည့်ပေးလို့ရှိရင်တော့တံမြာသီးလေးညှစ်ပြီးတော့နှံ့ဆက်အောင်နေလို့ရပါပြီအခုလိုမျိုးနေတဲ့အချိန်မှာလဲစောနာကထည့်ထားတဲ့ဂေါ်ဘီလေးတွေခရမ်းကျင်သီးလေးကြက်သွန်လေးအကုန်လုံးနှံ့ဆက်သွားအောင်လို့တေချာလေးဖိပြီးတော့နေပေးပါအခုလိုမျိုးနေပြီးပြီဆိုရင်တော့အရန်ကုန်မှာစားချင်စပွဲကောင်းတဲ့အသားရုပ်တုပ်လေးရပါပြီခင်ဗျာခုလိုအသားရုပ်လေးကိုရွှေရတက်တက်လို့အသားရုပ်လေးနဲ့လဲတုပ်စားကြည့်ဖို့ recommend ပေးပါတယ်အားလုံးကျေးဇူးများတင်ပါတယ်